တခါတုန်းကရွာတရွာမှာဆင်းရဲတဲ့မိသားစုလေးတစ်ခုနေထိုင်ပါတယ်သူတို့မိသားစုကတစ်နေ့လို့တစ်နေ့စားလိပေါ့အဲ့ဒီလိုနဲ့ယောက်ျားမိန်းမတွေကိုသူများအိမ်မှာမြေယာတွေကိုထုံရက်ပြီးတော့လုပ်ကြည့်တဲ့ကွယ်အကိုဒီနေ့အလုပ်သွားတော့မှလားအဖေဆော့ဆော့ပြန်ကန်တော့ဒီပါသားတို့ရဲ့အဖေပြန်လာခဲ့ပါမယ်သားတို့လည်းအိမ်မှာကောင်းကောင်းမွန်နေကြနော်အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ဟာຢာတွေကိုလှုပ်လှုပ်ဖို့အတွက်တငယ်ချင်းနှစ်ယောက်သွားတယ်တဲ့ဟုတ်ကိုကြီးနေရလဲပူလိုက်တာဗျာဒီလိုဆိုရင်ကျွန်တော်တို့ကြာရှည်ကြရင်ခံနိုင်မယ်မထင်ဘူးအားလုံးအဆင်ပြေအောင်ကျွန်တော်တို့လုပ်ကြရမှာပဲနော်ကိုအဲ့လိုနဲ့သူတို့နှစ်ယောက်ကစကားတွေအပြန်လည်ပြောရင်းနဲ့ပေါ့ကွယ်တယောက်နဲ့တယောက်ချင်းကြီးစွာလုပ်ကန်ကြတဲ့အဲ့လိုနဲ့သူတို့ကနေပူတာကြောင့်နေနည်းနည်းကြမှလုံရင်းနဲ့မှောင်သွားတဲ့ကွယ်သူတို့ရဲ့ပြန်လဲမှာအရန်ကိုစိုးသွမ်းတဲ့တဲမကြီးတစ်ကောင်ရှိပါတယ်အဲ့ဒီတဲရဲတွေကညဘက်မှာဆိုရင်လူသားတွေကိုအရှင်လဲမြေမြုပ်တက်တဲ့တဲမတွေဖြစ်ပါသူတို့ကအပြန်လန်းရဲ့ရှိမှရှိတဲ့တပိမှဖြစ်သူတို့တငယ်ချင်းနှစ်ယောက်ကအေးစီတတညောင်းညဘေးလာအေးချမ်းနဲ့နိုင်ရမလှဲလေးနဲ့အတူငယ်ချင်းနှစ်ယောက်ပြန်လာတယ်အဲ့လိုနဲ့သူတို့ပြန်လာရင်းနေတာမှာတော့အဲ့ဒီတပိကြီးနာကိုရောက်လာပါတယ်အဲ့လိုနဲ့သူတို့ကမထင်မှန်ပဲသူတို့ရှိရနေဘွားကနေဆိုတဲမှရပေါ်လာပါမကြီးကျွန်တော်တို့ကအိမ်ကိုပြန်လာပါမတို့ကိုလာနောက်ချက်တာမဟုတ်ဘူးကျွန်တော်တို့ကိုလှုပ်ပေးပါဗျာငကြင်းရေပြောမြလဲငါတော့ပြေးလားမပြောပါနဲ့ဘောင်းမီကြောင့်စကက်ဖြစ်အောင်ပြေးရတယ်မျိုးအဲ့လိုနဲ့သူကရွာထဲကိုအလင်းမြန်ပြေးဝင်တဲ့ကွယ်အဲ့ဒီမှာရင်တရွာလုံးထားကြပါအောင်ကျွန်တော်တငယ်ချင်းကိုတေးဖမ်းသွားလို့အဲ့လိုအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ပုံမြင်လေးရဲ့ပထမပိုင်းလေးမှာလူဝဲချက်လေးရှိရင်လည်းအောက်မှာ comment လေးရေးခဲ့ပါဦးနောက်လာမယ့်ဒုတိယပိုင်းလေးကိုလည်းအားပေးပြီးတော့ subscribe လေးနှိပ်ပေးပါဦးများအားလုံးကျေးဇူးတင်ပါအသေးလေးပေးခဲ့ပါဦးနော်